သာသနာတော်တွင်၌ရှိသောအနှစ်သာရ၃ပါးအကြောင်းကိုလေ့လာကြရအောင်အနှစ်သာရ၃ပါးဆိုတာဘာလဲသာသနာတွင်၌သာရရှိနိုင်သောအနှစ်သာရ၃ပါးတို့မှာ၁ဒါန၂သီလ၃ဘာဝနာတို့ပင်ဖြစ်ပါတယ်ဒါနဆိုတာဘာလဲဒါနဟုသည်အလူပေးပုဂ္ဂိုလ်လူလိုသောစေတနာလူဘွယ်ဝတ္ထုထင်ရှားရှိနေသောအလူခံပုဂ္ဂိုလ်ဤအင်္ဂါ၄ပါးရှိရာမှပြည့်စုံ၏ပေးအပ်သောအရာဟုသမျှနှင့်ပေးခြင်းဟုသမျှသည်ဒါနကြီးပင်ဖြစ်ပါတယ်ထိုဒါနခေါ်သောတရားနှင့်ဆက်လျင်၍စေတနာစေတသိက်ကိုဒါနဟုခေါ်ပါတယ်စေတနာနှင့်အလားတူသောကြောင့်စေတနာနှင့်ရှင်သောအလောဘစေတသိက်ကိုလည်းဒါနလို့ခေါ်ပါတယ်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝတို့ကိုလည်းဒါနလို့လည်းခေါ်ပါတယ်ဒေယဓမ္မောဒါနန္တိအမန္တာအယစွမ်းသင်္ကန်းစသောလူဘွယ်ဝတ္ထုကိုလည်းဒါနဟု၍ပင်ခေါ်ပါတယ်ဒါနကိုပြုခြင်းကြောင့်စည်းစိမ်ဥစ္စာတွေကြွယ်ဝချမ်းသာတဲ့အကျိုးကျေးဇူးကိုရရှိပါတယ်နှင့်သီလဆိုတာဘာလဲသီလဟူသည်မှာကာယကံမှုဝစီကံမှုမနောကံမှုဤစင်ကြယ်ခြင်းများပင်ဖြစ်ပါတယ်ဟိရိဥတ္တပတရားနှစ်ပါးရှိမှသီလကိုစောင့်တည်နိုင်စောင့်ထိန်နိုင်သောကြောင့်ဟိရိဥတ္တပတရားနှစ်ပါးသည်သီလဤအနီးဆုံးသောအကြောင်းပင်ဖြစ်ပါတယ်ဟိရိမကောင်းမှုပြုလုပ်တဲ့နေရာမှာရှက်တတ်ခြင်းဥတ္တပမကောင်းမှုပြုလုပ်တဲ့နေရာမှာကြောက်ခြင်းဟူသောထူးမြတ်တဲ့ဂုဏ်ပုဒ်နှစ်ပုဒ်ကိုပိုင်ဆိုင်ထားသောသူမှသာလျှင်သီလကိုကျင့်တရားကိုစောင့်တည်နိုင်စောင့်ထိန်နိုင်မှာဖြစ်ပါတယ်သီလကိုစောင့်တည်ခြင်းအပြင်ကျမ်းမာခြင်းဟူသောအကျိုးကျေးဇူးအသက်ရှည်ခြင်းဟူသောအကျိုးကျေးဇူးကိုရရှိနိုင်မှာဖြစ်ပါတယ်၃ဘာဝနာဆိုတာဘာလဲဘာဝနာဆိုတာကမြန်မာတို့အသုံးများသဖြင့်နားရင်နေသောစကားလုံးဖြစ်ပါတယ်ဒါပေမဲ့လည်းမြန်မာစကားလုံးမဟုတ်ပါပါဠိစကားလုံးသာဖြစ်ပါတယ်မိမိတို့တဏ္ဍမှာဖြစ်လာအောင်တစ်ကြိမ်ဖြစ်ခဲ့ပြီးနောက်လည်းအထက်ထက်ဖြစ်ပေါ်လာအောင်ရှုမှတ်ပွားများခြင်းကိုဘာဝနာလို့ခေါ်ပါတယ်အဘယ်အရာတို့ကိုအထက်ထက်ဖြစ်ပေါ်အောင်အားထုတ်သင့်သည်နည်းဟုဆိုကာမူသမထနှင့်ဝိပဿနာလုပ်ငန်းတို့ပင်ဖြစ်ပါတယ်ယင်းလုပ်ငန်းတို့ကိုမိမိတဏ္ဍမှာအထက်ထက်ဖြစ်ပေါ်လာအောင်ရှုမှတ်အားထုတ်ခြင်းသည်ဘာဝနာပင်ဖြစ်ပါတယ်သမထဝိပဿနာဟုလုပ်ငန်းနှမျိုးကွဲပြားသဖြင့်သမထဘာဝနာဝိပဿနာဘာဝနာဟုဘာဝနာနှမျိုးကွဲပြားရခြင်းဖြစ်ပါတယ်သမထဘာဝနာဆိုတာဘာလဲသမထဆိုတဲ့စကားလုံးကလိုချင်မှုစသောအပူဓာတ်ကိလေသာတို့ကိုငြိမ်းသက်အေးမြစေတတ်တယ်လို့အဓိပ္ပာယ်ရပါတယ်ထိုသမထအားပထဝီကတိုင်းဝန်းစသောကတိုင်းဝန်း10ပါးဗုဒ္ဓနုတ္တိစသောအနုတ္တိ10ပါးစသည်ဖြင့်ကျင့်နည်းကျင့်စဉ်40ရှိပါတယ်ဝိပဿနာဘာဝနာဆိုတာဘာကိုခေါ်ပါသလဲထူးထူးခြားခြားရှုမှတ်သိမြင်တတ်သောအသိဉာဏ်ကိုဝိပဿနာဟုခေါ်ပါတယ်တစုံတစ်ခုသောအာယုံကိုမြင်လျင်မြင်တယ်ဟု၍၎င်းတ
တဏီယာကနာနေလျင်နာကျဲဟူ၍၎င်းရှုမှတ်နေရာတွင်ထိုမြင်ရာနာရာအာယုံသည်ဖြစ်လိုက်ပျောက်လိုက်စသည်ဖြင့်မမြဲခြင်းအမှတ်သာအနိစ္စလက္ခဏာစသည်ကိုရှုမှတ်နေသောယောဂီသည်သိမြင်လာပါသည်ထိုဝိပဿနာလုပ်ငန်းကိုအဖန်ဖန်ပြုလုပ်ရှုမှတ်မှုဘာဝနာနှင့်တွဲဖက်၍ဝိပဿနာဘာဝနာဟုခေါ်ကြခြင်းပင်ဖြစ်ပါတယ်ထပ်မံ၍စကလုံးအသစ်တစ်လုံးကမ္မထံဆိုတဲ့စကားလုံးကိုလေသုံးလေးရှိကြပါတယ်။ကမ္မထံဆိုတာဘာကိုခေါ်ပါသလဲ။ထိုသမထဘာဝနာဝိပဿနာဘာဝနာနှမျိုးလုံးကိုပင်ကမ္မထံဟုခေါ်ကြပါတယ်။သမထအလုတ်ဝိပဿနာအလုတ်တို့ဤတရားမိယာဖြစ်သောကြောင့်ကမ္မထံဟုခေါ်ကြခြင်းပင်ဖြစ်ပါတယ်။မြေဝန်းကိုကြည့်၍ပထဝီဟုအဖန်ဖန်ရှုမှတ်မှုအလုပ်သည်ထိုမြေဝိုင်းအာယုံမှာတည်မီ၍ဖြစ်ရ၏ထိုကြောင့်မြေဝိုင်းပုံတရံအာယုံသည်ကမ္မထံမြည်ပါသည်ထို့အတူပင်မြင်ကျဲနားကျဲညောင်းတယ်စသည်ဖြင့်ဝိပဿနာရှုရာ၌ထိုရှုမှတ်မှုအလုပ်သည်မြင်နာညောင်းစသောအာယုံ၌တည်မီရပါသည်ထို့ကြောင့်ထိုမြင်တယ်နားတယ်ညောင်းတယ်စသောအာယုံသည်ကမ္မထံပင်ဖြစ်ပါသည်တို့ဖြစ်ပါ၍သမထဘာဝနာဝိပဿနာဘာဝနာဟုခေါ်တကဲ့သို့ပင်သမထကမ္မထံဝိပဿနာကမ္မထံဟု၍လေခေါ်ဆိုနိုင်သည်သာဖြစ်ပါသည်မိတို့ပင်ဖြစ်စေထိုသမထဝိပဿနာတရားတို့သည်မိမိတို့တဏ္ဍမှာတစ်ကြိမ်တစ်ခါသာမဟုတ်အကြိမ်ကြိမ်အဖန်ဖန်ငြိမ်းအေးစေသင့်ပွားများဖြစ်ပွားစေသင့်သောကြောင့်ဘာဝနာများပင်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီသာသနာအတွင်းမှာရရှိတဲ့အနှစ်သာရ၃ပါးကတော့ဒါနသီလဘာဝနာ၃မျိုးပင်ဖြစ်ပါတယ်